နော်အရင်တော့အထောက်နှစ်ထောက်ကိုတယောက်နည်းနည်းဝိုင်းပြီးတော့ထန်ပေးကြတယ်နော်နောက်ဆိုတော့ဒီထောက်လည်းသူတို့ပြေးချတတ်တယ်ဒီထောက်လည်းသူတို့ပြေးချလိုက်တယ်ရတယ်နေတော့ပြေးချတယ်ဟုတ်လားငါတို့ကအဆုံးမပေးတဲ့အနေနဲ့နှစ်ထောက်ကိုတယောက်ပဲထမ်းမယ်ဘာဖြစ်သွားလို့လဲဟုတ်လားနှစ်ထောက်ကိုတယောက်ပဲထမ်းမယ်အရင်တော့မှမို့လိုက်နေတာတညဆိုရင်တနာရီနှစ်နာရီပဲအကြဆုံးအခုဆိုရင်တညဆိုရင်အကြဆုံးဆိုရင်7နာရီ9နာရီမိုးလင်းတဲ့အထိလိုအားလို့စင်ပါတော့အရေးပေါ်လို့စင်အရေးမပေါ်လို့စင်အနည်းဆုံး4နာရီ5နာရီလိုက်လွင့်ပေးတယ်နော်4နာရီ5နာရီလိုက်လွင့်တယ်ဘာကြောင့်လဲတချို့လူတွေကဒီတော်လန်ရေးကိုလက်လွတ်သွားလို့နားသွားလို့နော်စိတ်ဓာတ်မပြတ်သွားလို့ဆွဲတွေမကောင်းလို့မုံမမှန်လို့သိလားစိတ်ဓာတ်မပြတ်သွားဘူးအမောင်းလည်းမခံဘူးအပင်မလည်းမခံဘူးမစွန့်လို့နိုင်ဘူးကွာသူရဲ့မိသားစုနဲ့အေးအေးဆေးပြန်တော့နေတာလည်းအများကြီးပဲအဲကြောင့်ရတယ်ပြဿနာမရှိဘူးအရင်တော့အောင်မို့တခါမှအကျွေးမတက်ဘူးအခုကျွေးတက်တယ်ဘာကြောင့်လဲလူတွေကသွေးအေးပြီးတော့ပြန်ပြီးတော့ဘောမလိုက်တာအများကြီးပဲတချို့မှငါတို့အဆောင်မပေးဘူးအဲကြောင့်လူတွေဘောမလေလောက်နေတဲ့သူကပို့ပြီးတော့စူးစမ်းလေပဲဒါပဲအရင်တော့အဲ့ရပြက်မခံဘူးအခုအဲ့ရပြက်ခံလာတယ်အကျွေးမတက်ဘူးအခုကျွေးတက်လာတယ်ဘာကြောင့်လဲဘောမတွေကြောင့်ဘောတွေပြန်တော့မလိုက်တဲ့အတွက်ကြောင့်နော်နေတော့ဘောမလိုက်လို့ငါတို့အဆောင်ပေးရမလားဟာနေတော့နားလိုက်လို့ငါတို့အဆုံးပေးမလား no ပဲငါပို့ပြီးတော့စူးစမ်းတာနော်ငါပို့ပြီးတော့စူးစမ်းတာအဲ့တော့ငါအမြဲတမ်းစူးစမ်းတဲ့အတွက်ကြောင့်တလပတ်တန်းကျော်ငါရအောင်လုပ်တယ်တချို့ထောက်ဖို့တယ်ဆိုရင်အဲ့လောက်မရတော့ဘူးနော်မမိုးဆိုရင်မရဘူးလားတော့တောင်းတယ်တောင်းလို့မရလို့ဆိုရင်တော့ပြီးတော့ချေးတယ်လုံးဝအဆုံးမပေးဘူးဘာကြောင့်လဲသိလား PDF တော့မှအသေးခံတယ် PDF တော့မှခြေပြက်ခံတယ်လက်ပြက်ခံတယ်မျက်စိတွေနော်အကန်းခံတယ်ကွာတကိုယ်လုံးမီးလောင်တယ်သူတို့ရဲ့ခန္ဓာတွေလူနဲ့မတူဘူးသူတို့ပေးစားတယ်ငါတို့တွေကတယောက်တလနည်းနည်းပါလေးနဲ့ထည့်ပေးရတာစီယုံပေးရတာအလူခံပေးရတာဘာဖြစ်သွားလို့လဲဟမ်တချို့မှဆိုရင်စိတ်ဓာတ်တော်ပြော့ညံ့တယ်လုံးဝကိုတုံးလို့မရဘူးကွာနော်တော်လန်ရေးတနေ့ကြာလာလို့စင်လူတွေကမညီဘူးလူတွေကမစီလုံးဘူးဘာညာတလက PDF တဲ့ဒီလိုဖြစ်တယ်အဲ့လောက်စိတ်အဲ့လိုမျိုးစိတ်ဖြစ်လို့စင်မအေးလို့ဘယ်လိုမျိုးတော်လန်မလဲဟမ်အဲ့လိုမျိုးစိတ်ပြောလို့စင်မေလို့ဘယ်လိုမျိုးတော်လမ်းမလဲမေအေလောကသူ့ရဲ့လူတွေဘလောက်ပဲတေးသူဘလောက်ပဲကဘာလူတွေသူ့လက်မခံပါစေတီသူကသူ့လက်မခံပါစေမေအေလောကဒီဇိုင်းမနဲ့ရောက်มาတာမေအေလောကဒီဇိုင်းမနဲ့သူမချဆောင်ဖို့အတွက်သူနိုင်ဖို့အတွက်မေအေလောကဒီဇိုင်းမနဲ့ဆောင်ရတာကိုကအသက်ခံရတာကိုကနိုင်စိတ်ခံရတာနော်ကိုကမေအေလောထက်ပို့ပြီးတော့ပြတ်သားရမယ်လေအခုကပြဿနာတက်နည်းနည်းတွေးလို့စိတ်ဓာတ်ကြပြီလူတွေနည်းနည်းမစီလုံးစိတ်ပြဿနာစိတ်ဓာတ်ကြပြီအလိန်ခံလို့စိတ်ဓာတ်ကြပြီအဲ့လိုမျိုးဆိုရင်တော်ရင်ဘယ်လိုလုပ်မလဲဘယ်လိုမျိုးအများအတွက်ကူညီပေးမလဲဒီတော်လိုင်းရအားလုံးလုံးများဖို့အတွက်ကူညီပေးတာတမိသားစုတက်လို့များဖို့တရွာတက်လို့များဖို့အတွက်တပြည်နယ်တက်လို့များဖို့ငါတို့လုပ်ပေးတာမဟုတ်ဘူးတနိုင်ငံလုံးတက်လို့များပေးတာငါတို့တွေစိတ်ဓာတ်ခိုင်မာရမယ်စိတ်ဓာတ်ပြတ်သားရမယ်ပြောညံ့လို့မရဘူးနော်အမေစုကိုကြည့်လိုက်ထောင်ထဲမှာနေရတဲ့လူတွေကြည့်လိုက်မြေပြင်မှာခု2021နဲ့အခုထိလက်နဲ့ကန်တဲ့လူငယ်တွေကိုကြည့်လိုက်တကြောင်မှအဆုံးမပေးဘူးလက်နဲ့ကန်တော့စစ်တပ်နေတဲ့ခုထိပဲအင်ကြီးပြဲကြီးနဲ့ဘောင်းမီပြဲကြီးနဲ့နော်ကြီးကလည်းမရှိဘူးလက်နဲ့ကန်လာတာ6နှစ်ကန်ကောင်းတဲ့ PDF တွေမတည်သေးတဲ့ PDF တွေ6နှစ်စီးပြီ9နှစ်ကျော်စီးပြီခုထိသူတို့တိုက်နေတော့မယ်ငါတို့တွေကဘာဖြစ်သွားလို့လဲစစ်တိုက်စရာလည်းမလိုဘူးငါတို့ကောင်းမှမအေးလွားပဲအချိန်ကျဲမလဲငါတို့ပူစရာလည်းမလိုဘူးနိုင်တယ်လို့နဲ့ပါဝင်ကူညီထောက်ပံ့ကိုရလာစာနဲ့ဒါပဲလေဒါတော်လန်ရေးအခက်အခဲနိုင်ငံရေးအခက်အခဲဆိုတာဒီပြဿနာတွေပဲဒီပြဿနာတွေကိုခံလို့မနိုင်ဘူးကိုရင်ဆိုင်လို့မနိုင်ဘူးဆိုရင်ကိုကြဆုံးမယ်ဒါပဲရှိတယ်ပြဿနာပါလေတစ္ဆာပေါက်လောက်ကောင်တွေကိုတွေးရမယ်ဖောက်ပြန်သူတွေကိုတွေးရမယ်လူလိမ်လူညာတွေကိုတွေးရမယ်နော်ပြီးတော့အချင်းချင်းရံဖြစ်ကြတာတွေတွေးခွဲကြတာတွေကိုတွေးရမယ်ဒီပြဿနာတွေကိုကိုရင်ဆိုင်လို့မနိုင်ဘူးကိုခံလို့မနိုင်ဘူးဆိုရင်ကိုကြဆုံးမယ်ဒါပဲရှိတယ်အဲကြောင့်ဒီဘာပြဿနာပဲစစ်ဘာပြဿနာပဲတွေးရအကြီးအသေးကိုရအောင်ကြော်ဖြားရမယ်ဘာလို့လဲကိုအတွက်ပဲမဟုတ်ဘူးလေကိုအတွက်ဆိုရင်ကိုအဆုံးပေးလိုက်ပြဿနာမရှိဘူးဒါအားလုံးအတွက်လို့များဖို့ဒီဒန်တွေကိုခံလို့မနိုင်ဘူးဆိုရင်ပေါ့နော်ကိုတီးခံလို့မနိုင်ဘူးကိုကြော်ဖြားလို့မနိုင်ဘူးဆိုရင်အများအတွက်ကိုလုပ်ပြီးလို့မရဘူးတနိုင်ငံလုံးလို့များဖို့အတွက်ကိုကူညီလို့မရဘူးစင်အဲကြောင့်ကိုရအောင်ကြော်ဖြားရမယ်